မန္တလေးနန်းတွဲမှာမင်းဝက်တန်စာတွေနဲ့ရရရာခြေဖို့ရောက်နေတဲ့အကြမ်းဖက်မင်းအောင်လှိုင်ကိုရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။မန္တလေးနန်းတွဲမှာမင်းဝက်တန်စာတွေဝတ်ဆင်ပြီးရရရာခြေဖို့လှုပ်ဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့အဖွဲ့ကိုဒီနေ့မှာရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar BWM ဖွဲ့ဝင်တဦးက PPTV ကိုပြောပါတယ်။လက်ရှိမှာရရရာခြေဖို့လုပ်နေတဲ့မင်းအောင်လှိုင်တော့ပျောက်နေတယ်လို့အတွင်းသတင်းအရာတွေ့ရပါတယ်။ထိခိုက်မှုအသေးစိတ်အခြေအနေတော့စုံစမ်းနေသေးပါလို့ BWM တာဝန်ရှိသူတဦးကပြောပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကမန္တလေးမြို့ရှိအတုအယောင်ရွေးကောက်ပွဲကျင်းပရမဲယုံဒီစီကိုတွားရောက်ကြည့်ရှုရင်းအပြန်မှာဗီဒင်ကိန်းကမ်းများအရာရရရာချေဖို့အတွက်အကြမ်းဖက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်လဘခအတွင်ခတဝင်းရောက်တီးခိုနေတာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ဦးဆောင်စီမံမှုနဲ့ No More Dictatorship NDF-PDF အဖွဲ့ Shadow Mandalay အဖွဲ့နဲ့ Infinity အညာအဖွဲ့တို့ပူးပေါင်းပြီး BWM ရဲ့ Mission 50အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။